အမိတ်ပြေဆုံးမှာပြစ်ဒဏ်လွန်ငင်းခွင့်အမိတ်မြန်မာနှစ်သိမင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်၎င်းပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်တည်ဆောက်ရေးတွင်ပါဝင်နိုင်စေရန်အတွက်၎င်းနိုင်ငံတော်သမ္မတသည်တောင်ငူအကျဉ်းထောင်တွင်ပြည်ထံကြခံလျက်ရှိသောအကျဉ်းသားထောင်ဝင်မှတ်တငမြင်သော23မြင်သော3335မြင်သောကကြီးဝင်းမြင့်ဗဦးထွန်းကျင်အားရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြည်ထံအပြင်ယခုကြခံရန်ကြံရှိသောပြည်ထံများကိုပါဆက်လက်ကြခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်၎င်းကြခံရန်ကြံရှိသောပြည်ထံများပေါ်လျှော့ပေါ်၍ပြည်ထံလွန်ငင်းခွင့်ပြုလိုက်သည်ပုံမင်းအောင်လိုက်နိုင်ငံတော်သမ္မတပြည်တော်သူသမ္မတမြန်မာနိုင်ငံတော်ဟုဖော်ပြပါရှိပါရခင်ဗျာ